Vietnam ข้าวสวยကြော်လေးဖြစ်ပါတယ် Vietnam ข้าวสวยကြော်လေးကြော်ပြပါမယ်ချက်တော့ဖြူလေးစီတတ်မယ်ချက်တာနေတဲ့မုံလာဥဒီလေးထည့်မယ်ဒီရဲ့အယိုးထည့်မယ်ဒီရဲ့အမေကကျဲဥအခါရဲ့ဆိုဒီယမ်ဘိုက်ကာဗိုနိတ်ရဲ့နေရတာနော်ထည့်လိုက်မယ်စားမှုနည်းနည်းထည့်မယ်စားပြီးနည်းနည်းထည့် white onion ထည့်မယ်7 ပေါက်ထည့်မယ်မမခေါက်တယ်မထုတ်ဒီမင်းကြီးရဲ့ဆက်ဆော့တဲ့ဇိုင်းနေမယ်နိုင်ငံတွေခောက်ဆွဲဆိုတော့နည်းနည်းအငယ်ကိုသတိထားပါနော်ရတာလေးကြည့်အောင်ကြားလေးနည်းနည်းချုံမိုးလေးနည်းနည်းဒါတော့ကျွန်တော်ဖြည့်တာပါနော်ဗီယက်နမ်တွေကအချုံမိုးသူတို့ချော်တာအဲမှာကျွန်တော်အချုံမိုးထည့်တာလည်းမတွေ့ဘူးသက်သားမိုးထည့်တာလည်းမတွေ့ဘူးဒါပေမဲ့အမှားပစံနဲ့ဆိုပြီးတော့နည်းနည်းလေးပေါင်းလိုက်တာပါတကယ်ကတော့ဘဲငံပြားရည်နဲ့ငါးငံပြားရည်နဲ့ပဲကြော်အောင်ပါဒီဥနဲ့ဗမာနန်လေးပါဦးမီးနဲ့နဲ့တင်လိုက်မယ်နော်ဒီနဲ့ခောက်ဆွဲကြော်အမေသားနဲ့ကြော်တာဖြစ်ပါလေဒီကောင်းလေးဖြူမယ်ခောက်ဆွဲလေးနဲ့မြည်ကြည့်ပြီးပါတော့ကောင်းတယ်လို့ပြောပါလေပမာဏနဲ့လေးအုပ်မယ်အစားတော့ချက်နီးတွေကိုစင်တာနဲ့မျှဝေနေတာဖြစ်ပါတယ်ချက်စားကြည့်ပါ Thank you ပါခင်ဗျာ